အခန်းလေးနှလုံးသားမဲ့အချင်းမညီမညာဖင်နေသောကြောက်လေကားဒီများဤဘေးတစ်ခတ်တစ်ချက်စီသည့်အလွန်မင်းအန်ဒီများလာသည်အနှဲငယ်များမွားယွင်းလက်ယုံနှင့်ချော်လဲသည့်အောက်သို့ပြုတ်ကျသွားနိုင်သည်နာယီနှဲငယ်များကြာပြီးနောက်ဝန်လိန်ဤခြေတော်များသည်ခဲဆွဲထားတဲ့ကဲ့သို့လေးလန့်လာဟဲ့သည်သူသည်တကိုယ်လုံးချွေးများရွဲနေကအမောတငေါဖင်နေပြီးလှုပ်ရှားရန်မဲ့ခက်ခဲနေတော်သည်တောင်အုပ်ချေမှလမ်းကြည့်စဉ်ကလမ်းကြောင်းသည်မရှေရလာဟုထင်ရတော့လဲယခုခါရမူဤလမ်းကြောင်းမှာအဆုံးမရှိတဲ့ကဲ့သို့ခံစားနေရသည်ဝန်လင်းဤစိတ်သက်များကြဆင်းလာပြီးစိတ်ပြက်အားလျော်မှုများစတင်ဝင်ရောက်လာခဲ့သည်သူရှိတွင်တန်မာသောကောင်လေးတဒါစင်ခန့်သည်လဲအမောတကောဖြင့်ဖြင်းညံ့စွာတက်လန်းနေကြသည်ယခုအချိန်အထိမိသူများအရှုံးမပေးကြသေးပြီဝန်လင်းသည်တောကိုတင်းတင်းကြိတ်ထားမိသည်ဤဒီမှာသူ့၏နောက်ဆုံးအခွင့်အရေးထိကြောင်သူသိသည်သူမိဘများ၏မျောလင်းချက်များကသူ့အုံနောက်ထဲတွင်ပြည်နှံ့နေ၏ထိုစဉ်မှာပင်သူ့နောက်မှကောင်လေးတယောက်ခြေချော်သွားပြီးအော်ဟစ်ကတောင်ဆောင်အောက်သို့ပြုတ်ကျသွားလေသည်ကျွန်တော်ရှုံးပေးပါတယ်ကဲကြပါဦးလူတိုင်းရက်တိုင်ကအောက်သို့ငုံကြည့်လိုက်ကြသည်ထိုစဉ်အမောင်လင်းတန်းတစ်ခုခက်ပြေးသွားသည်ကိုတွေ့လိုက်ရ၏ဟင်းရွက်ကောင်တပြဲတူသည်ရုတ်တရက်ပေါ်လာပြီးထိုကောင်လေးကိုဖမ်းဆွဲလိုက်ကတောင်ကျေသို့အသားအရာဆင်းသက်သွားကြသည်ဝမ်လင်းသည်မျက်နှာဖြူဖြောကတိတ်ဆိတ်နေမိသည်သူသည်အပေါ်သို့ဂီယူဆိုင်ဆက်လက်တက်လန်းခဲ့သည်အချိန်များသည်အလွန်နှေးကွေးစွာကုံဆုံးနေသည်ကဲ့သို့ပင်နှစ်ရက်ကြာပြီးနောက်တွင်မူသူရှိမှလူငယ်တရားစင်း၏အရေးများဟုသူမြင်တွေ့နေရပြီးဖြစ်သည်သူနှင့်အတူပါလာသူမိသမျှအရှုံးပေးသွားမိကိုဝမ်လဲမသိတော့လဲသူကိုယ်တိုင်ကမျိုးအရှုံးမပေးနိုင်ကြောင်းသိနေသည်သူ၏ခြေထောက်များသည်သူ့ရဲ့ throat ကရန်ကိုင်းနေပြီဖြစ်သည်ခြေတလန်းလန်းတိုင်းနာကျင်မှုကိုခံစားနေရတော့လဲသူသည်ဇွဲမလျော်ပဲလက်များနဲ့မှအားပြုတ်ကတွားတက်နေခဲ့သည်ထိုစဉ်ခေါင်းအပေါ်ဘက်မှဖြော်တော့တဲ့မင်းတစ်သားနဲ့လူလက်ပိုင်မျိုးသမီးသူသည်လေကားတင်များအတိုင်းလေထဲတွင်ဝဲပြန်ကဆင်းလာသည်ကလေးတို့မင်းတို့ရဲ့နှလုံးသားကိုခိုင်မာအောင်ထားကြစမ်းဒီလန်းကရမ်းရက်ဆက်တယ်ဒါပေမဲ့မင်းတို့ရဲ့စ조사မှုတွေကအလဟသာမဖြစ်စေရဘူးဘာမှအလဟသာမဖြစ်ပါဘူးသူဒီတပ်ပြင်းအရှိကြီးချလိုက်ရင်တက်လန်းနေတော့လူငယ်တွေကိုကြော်ဖြတ်ကဆင်းသွားသည်ထိုလူလက်ပိုင်းမျိုးသမီးသည်ဝန်လင်းဤဘေးမှဖြတ်သွားသည်ဝန်လင်းသည်သူကြော်ဖြတ်ခဲ့တဲ့6မြောက်မဲ့လူဖြစ်သည်အားလုံးထဲမှာအတနာစရာအကောင်ဆုံးလည်းဖြစ်သည်အဝဲစားများသည်သွေးများဖြင့်ဆိုးရွှက်နေသည်တကိုယ်လုံးမှသွေးများထွက်နေတဲ့ကဲ့သို့ပင်ဒူးနှင်ခြေချောင်းများလည်းပွမ်းပဲ့ကြေးမွနေပြီးလက်များနဲ့မှတွားတက်နေတော့သည်ထိုလူလက်ပိုင်းမျိုးသမီးသည်တက်ပြင်းကြဲကြဲချရင်ငါဒူးမင်းနာမည်ဘသူလဲလို့မေးလိုက်သည်ဝမ်လင်းအများတော်များသည်ဝေဝါနေတော့သည်သူ့၏စိတ်ထဲတွင်တောင်ထိပ်ကိုရောက်ရမည်ဒါမှမဟုတ်သေရမည်ဆိုသောတွေးတစ်ခုသာရှိတော့သည်ထိုလူလက်ပိုင်းမျိုးသမီးမေးဟုံးကိုပင်သူမကြားတော့ဘူးသူ့၏မျက်လုံးထဲတွင်ဤကြောက်လေကလမ်းကြောင်းလေးတစ်ခုသာလျှင်တစ်ခုတည်းသောအရာဖြစ်နေတော့သည်လူလက်ပိုင်းမျိုးသမီးသည်ဝမ်လင်း၏မျက်လုံးများကိုကြည့်ကစိတ်ထဲတွင်အတန်ငယ်တုန်လှုပ်သွားသည်သူသည်ဝမ်လင်း၏ခေါင်းပေါ်သို့လက်တင်လိုက်သည်ဒီကလေးမှာအံ့ဩစရာကောင်းသောဇွဲလုံလရှိတာပဲဒါပေမဲ့ပါရမီမရှိတာမျက်မျောစရာပဲမျက်မျောစရာကောင်းလိုက်တာလွတ်ဆိုးကဝမ်လင်းကိုအသေးချာတစ်ချက်ကြည့်ပြီးအောက်သို့ဆင်းသွားလေသည်နောက်တစ်နေ့ညတွင်ဝမ်လင်း၏လက်များသည်သွေးချင်းနေပြီဖြစ်သည်သူတက်လန်းခဲ့တဲ့လေကားတင်များတွင်သွေးလန်းကြောင်းတစ်ခုကြံရစ်နေခဲ့သည်ဘယ်သောအာရင်ကိုဖြင့်ဆက်သွားနေစလဲသူကိုယ်တိုင်လည်းမသိတော့ဘူးအချိန်မီတည်သွားနိုင်တယ်လို့သူခံစားနေရသည်တတိယနေ့ညတွင်နေထွက်လာခဲ့သည်အဝေးတွင်ဝမ်လင်းသည်ကြောက်လေကားတင်များ၏အဆုံးသက်ကိုခက်ရည်ရည်မြင်လိုက်ရပြီထိုစဉ်ကန်ဆိုးပါကပန်းနိုင်ရောက်ခါနီမှာပင်သူ့၏နှလုံးသားကိုတုန်လှုပ်သွားစေသောမိုးချိုတင်တဲ့ကဲ့သို့အတန်းကြီးတစ်ခုကိုကြားလိုက်ရသည်အချိန်ပြည့်ပြီ3ယောက်တာရွေချင်းပြည့်မိပြီကျန်တဲ့လူတွေကြာရှုံးမိပြီဝမ်လင်းသည်ခါတီးစွာတစ်ချက်ရီလိုက်ပြီးသူ့၏ခန္ဓာကိုယ်သည်လေကားတင်များဖို့တွင်ရိုင်လဲသွားပြီးတတိလက်မေ့မြော့သွားတော့သည်လွန်ခဲ့တဲ့3ရက်ကအနမ်းရောင်ဝစ်တို့လူလက်ပိုင်းမျိုးသမီးသည်တောင်ထိပ်မှရက်နေခဲ့သည်သူသည်မီတာ90လောက်မှဝမ်လင်းကိုရက်ဆက်သောအကြည့်များထင်ကြည့်နေခဲ့သည်ဟင်းရွက်ကောင်တပြက်တူသည်တောင်ပေါ်မှဆင်းလာပြီးတတိလက်မေ့မြော့နေသောလူငယ်တယောက်ချင်းစီကိုစေးတိုက်ကြွေရသည်ခေါင်းတူကအေးဆက်သောအတန်နှင့်စီနီယာစမ်းသက်သော39ယောက်ထဲမှ25ယောက်ကရှုံးပေးသွားပါတယ်3ယောက်သာစာမေးပွဲအောင်ပြီး17ယောက်ကျန်ပါသေးတယ်ထမတော်ကိုယ်တိုင်လည်းဒီရက်ဆက်သောစမ်းသပ်မှုကိုခံခဲ့ရသူဖြစ်ပါတယ်ထမတော်ငငယ်တကယ်ကလေးကျင်ထားတဲ့တန်းပြားတွေကိုပဲဒီစမ်းသပ်မှုကိုခက်ခဲကြော့ချခဲ့ရတာဖြစ်ပါတယ်ထမတော်မှလည်းဇွဲလုံလောက်မရှိခဲ့ပါဘူး10နှစ်စ조사ခဲ့ပြီးမြဲယခုအချိန်အထိတကယ်တပြဲစစ်စစ်တရားမဖြစ်လာသေးပါဘူးအနံရောင်ဝစ်လူလက်ပိုင်းမျိုးသမီးသည်မျက်လုံးအေးနေပြီးတတိလက်မိတ်မြော်နေသောလူငယ်17ယောက်ကိုကြည့်ကခေါင်းငိန်ပြလိုက်သည်အရွေချေးဖိမိသော3ယောက်ကိုခေါ်သွားပြီးအနာဂတ်တို့အလုပ်တစ်ခုခုရှာပေးလိုက်ပါအရှုံးပေးသွားသော25ယောက်ကိုတော့သူတို့မိသားစုတွေစီပြန်ပို့လိုက်ကျန်တဲ့17ယောက်ကိုတော့သူတို့နိုးထားလာတဲ့အချိန်ထိစောင့်ပါပြီးတော့သူတို့ကိုဓာဝိညာဉ်ဆောင်စီကိုအတူတူခေါ်သွားကြအကယ်၍သူတို့မှာဓာဝိညာဉ်နဲ့ဆက်ဆက်ချက်ရှိရင်ထားခဲ့မရှိရင်တော့အိမ်ပြန်ပို့လိုက်ကြ
ထို့သောဆိုကလူလက်ပိုင်းမျိုးသမီးသည်အောက်မှလူငယ်တွေကိုနောက်တစ်ချက်ပြင်မလှဲကြည့်ပဲထွက်ခွာသွားတော်သည်သုံးရက်ကြာပြီးနောက်ဓာဝင်ချင်းဆောင်တွေမျက်နှာဖြူဖြောနေသောလူငယ်ဆက်တီအောင်ရပ်နေကြသည်ဝမ်လင်း၏ခန္ဓာကိုယ်ထဲမှာဒဏ်ရာများသည်ပျောက်ကင်းသွားပြီဖြစ်သို့လေသူ့၏နှလုံးသားထဲမှာဒဏ်ရာမှာတော့အဟောင်းသားကျန်ရည်နေဆဲသည်ကြာရှုံးမှု၏နာကျင်မှုကသူ့၏စိတ်နှင့်ခန္ဓာကိုဝါမြော့နေသည်ဤဓာဝင်ချင်းစမ်းသပ်မှုကိုအနံရောင်ဝစ်လူလက်ပိုင်းမျိုးသမီးကပြုလုပ်တာမဟုတ်ပဲအဖြူရောင်ဝစ်စွန်နေသောသူတို့တစ်ချိန်မှမမြင်တွေ့တဲ့သူတစ်ယောက်ကပြုလုပ်နေတာဖြစ်သည်ထိုသူ၏မျက်လုံးများသည်လည်းအေးဆက်ရက်ဆက်နေပြီးလူငယ်တွေကိုပရွယ်စိမ့်များတဲ့ကဲ့သို့ကြည့်နေတော့သည်ထိုသူကစိတ်မရှိနှံ့မူရာဖြင့်ဒါနောက်ဆုံးစမ်းသပ်မှုပဲမင်းတို့ဒီအခန်းထဲကိုဝင်နိုင်ရင်တရွေချင်းပြည့်မီတို့တတ်မှတ်မယ်လို့ပြောလိုက်သည်ဝမ်လဲမြင်တွေ့ဟာတာကအလွန်ရိုးရှင်းသောအဆောက်အဦတစ်ခုသာရှိသည်အဆောက်အဦ၏ရှေ့တကားမှာပွင့်နေပြီးအတွင်းနိုင်သွင်းအရိုင်းမျိုးလာရှိသောဓားများကိုမြင်နေရသည်လူငယ်တွေတယောက်ပြီးတယောက်အဆောက်အဦစီသို့ရှောက်လန်းကြသည်ပထမဆုံးသွားသူကအဆောက်အဦရဲ့9မီတာအကွာသို့ရောက်တာနဲ့မျက်နှာများနီးရဲသွားပြီးရှေ့ဆက်နိုင်အောင်ရုံငန်းနေသို့လည်းမကြည့်မမြင်သောအားတစ်ခုကသူ့ကိုအပြင်းကိုထွန်းလုပ်လိုက်သည်အရွေရှင်းမပြေဘူးနောက်တစ်ယောက်လို့အဖြူရောင်ဝစ်အမြန်ဝစ်ကဆိုသည်ဝမ်လင်းသည်စစ်မြောက်သောလူဖြစ်သည်သူရှေ့မှ6ယောက်လုံးသား9မီတာအကွာသို့ရောက်တာနဲ့အပြင်ကိုထွန်းလုပ်လိုက်ရခြင်းဖြစ်သည်သူသည်ခါသီးပါပြုံးလိုက်သည်သူ့၏ညလုံးသားထဲမှနောက်ဆုံးမျောလင်းခတ်လေးကရှေ့သို့လန်းတက်လိုက်သည်9မီတာအကွာသို့ရောက်တာနဲ့ဝမ်လင်းသည်အလွဲတကူဆက်လက်လျှောက်လန်းလိုက်သည်သူ့၏နှလုံးခုံးတံများမြန်ဆန်လာပြီးရင်ခုန်စိတ်လုံနေသည်သူသည်1မီတာခိုင်ထပ်တိုးလိုက်သည်ဘဲသောမတက်မသာဖြစ်မှုမျိုးကိုသူမခံစားရသည်ဟုအဖြူဟောင်ဝစ်လူကအာမေရိတန်တစ်ခုထွက်လာပြီးဟေးလို့ဆိုသည်သူ၏မျက်လုံးများတောက်ပါလာပြီးစိတ်ဝင်စားဟန်ရလာသည်သူသည်မတုံဆုပ်ပဲဆက်လက်လျှောက်လန်းစဉ်ဓာဝင်ရင်ဆောင်ကိုဆက်လက်လျှောက်လန်းသွားအကယ်၍မင်းကိုဓာဝင်ရင်ကအတိမတ်ပြုရင်မင်းအရင်စမ်းသပ်မှုနှစ်ခုလုံးကြာရှုံးခဲ့ပြီမဲ့လေတကယ်တပြည့်စစ်စစ်တရားလက်ခံမယ်လူအသားရပြောလိုက်သည်ထိုနေရာတွင်ရပ်နေသောကြံသောလူငယ်ဆက်ရောက်လုံး၏မျက်နှာတွင်မနာလူများအတိုင်းသားပေါ်လာသည်သူတို့သည်ဝမ်လင်းကိုအလွန်ပြန်မနာလိုနေကြသည်ဝမ်လင်း၏စိတ်ထဲတွင်အလွန်တင်းကျပ်နေသည်တကားနှင့်3မီတာသာလိုတဲ့အချိန်မှာသူ့မိဘများ၏အကြည့်များသည်သူ့အုံနောက်ထဲတွင်ထပ်မံမြင်အောင်လာခဲ့သည်ဝမ်လင်းတလန်းထပ်လန်းလိုက်သည်ထိုစဉ်ရုတ်တရက်ကြီးမားသောအားတစ်ခုကသူ့ဘက်ကိုတိုးဝင်လာခဲ့သည်ဝမ်လင်းသည်သူ့၏ခန္ဓာကိုယ်ကိုမထိန်ချုပ်နိုင်တော့ပဲမီတာ10ကျော်ခန့်သို့လွင့်ဆင်းသွားတော့သည်ကြံနေသောလူငယ်အားလုံးသည်ဝမ်လင်းကိုလောင်ပြောက်တော့ကြည့်များဖြင့်ကြည့်လိုက်ကြသည်ဝမ်လင်းသည်လည်းသူတို့ကဲ့သို့ပင်အခွင့်အရေးမရှိသောသူတယောက်သာဖြစ်သည်ဟုသူတို့ထင်မှတ်ထားကြသည်ဝမ်လင်းသည်ခါသီးစွာတစ်ချက်ရီလိုက်သည်သူ့၏နှလုံးသားထဲမှတန်ရာများသည်ပိုမိုကြီးမားလာခဲ့သလိုခံစားလိုက်ရသည်သူမိဘများ၏မျောလင့်ချက်အပေချီသောမျက်လုံးများသည်သူ၏စိတ်ထဲမှတဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်အဖြူရောင်ဝစ်လူကမျက်လုံးအေးသွားပြီးကြာရှုံးပြီးနောက်တစ်ယောက်လို့ဆိုလိုက်လေတော့သည်